ဒီနေ့ level 1 ကလေးတွေစာမွေးဖြေနေကြတာပါဒီကလေးကတော့8နာရီရဖြေတာအခု9နာရီမထိုးသေးဘူးပြီးနေပြီဆိုတော့စစ်ကြည့်လိုက်မယ်သူကနှစ်ပုတ်မေးထားတာ level 1မှာနှစ်ပုတ် debit credit ရဲ့အခြေခံဒါလေးလဲလောင်းဝအဆင်ပြေတယ်ပြီးရင်ဒီမှာအမသေးလေးတော့ရှိတာပေါ့နော်ဒါပေမဲ့မှားတယ်လို့တော့ပြောလို့မရဘူးသူက prime set ကကျတော့အကြီးဆုံးလေသမီးသိလားအကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုခြေတော့ကအပေါ်ဆုံးမှာထားတဲ့နေမှာနော် non current access မှာလေအဲ့ဒါလေးပါပဲအဲ့ဆိုရပါပြီအကောင်ဆင်ပြေပါတယ်ကျမတို့ဒီသင်တန်းမှာဆိုလို့ရှိရင် level 1မှာအခန်း20တောင်သင်ပါတယ်အခန်း20တွေကနေပြီးတော့မှ debit credit နဲ့ပတ်သက်တဲ့လုံးဝအရေးကြီးတဲ့စာရင်းပိုင်းတွေကိုတပုတ်မေးတယ် profit and loss နဲ့ financial position ပေါ့နော်အဲ့ဒါမျိုးတွေကိုအဓိကထားပြီးတော့မေးပါတယ်ဆိုတော့ကလေးတွေအနေနဲ့ကလည်းတကယ်ကိုစာတွေသိချလောက်ကြတဲ့အတွက်ကြောင့်မလို့လုံးဝကိုအောင်မြင်မြင်နဲ့ဖြေကြပါတယ်အဲ့တော့တခုလေးပြောချင်တာကကြတော့လေကလေးတွေအနေနဲ့ကြတော့ဒီ level 1မှာကိုလုံးဝအောင်ရမယ်အဆင်ပြေရမယ်အမှားတွေတော်နေရမယ်ပေါ့နော်အဲ့လိုမျိုးအောင်မြင်မြင်ဖြေနိုင်မှပဲ level 2ကိုဆက်ပြီးတော့သွားပေးတာပါရှင်ဆိုတော့အခြေခံလုံးဝကိုပိုင်နိုင်ရမယ်ခိုင်မာရမယ်ဆိုပြီးတဲ့ခါကျတော့ဒီသင်တန်းရဲ့စီကံဖြစ်ပါတယ်ရှင်